အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Roblox ထဲမှာနာမည်ကြီးနေတဲ့တရေကိန်းလေးတကယ်ကိုဆော့မှာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းနဲ့တူတူဆော့မှာဖြစ်ပါတယ် Okay တော့လိုက်အောင်ကျွန်တော် game ကတော့ကျွန်တော် TikTok ပေါ်မှာ YouTube ပေါ်မှာတွေကိုကြည့်ရတာနည်းနည်းကြောက်ဖို့ကောင်းနေဗျာနော်ကျွန်တော်ဈေးရောင်းပေးရမှာပေါ့နော်ကျွန်တော်လည်းရောင်းပေးလိုက်ကြတာပေါ့ဗျာ Okay ဒီ game လေးပဲဖြစ်ပါတယ် Okay ဝင်တော့ပါပြီကျွန်တော်တို့ဆိုင်လေးဆိုင်မှာလုံးလုံးအောင်ကောင်လေးတယောက်နဲ့တူပါရဲ့ဗျโอเคကျွန်တော်ဂိမ်းရ loading လုပ်နေတော့ဂိမ်းရ loading လုပ်တာတော်တော်ကြာပြန်နော်ကျွန်ညဘက်ဆိုတော့တိတောင်ညဘက်အတန်တွေကြားရတယ်ပေါ့နော်ကျွန်တော်ပိုးကောင်အတန်လေးပေါ့ Okay ထိုက်ပါတော့ကျွန်တော်အဲ့ဒီတော့မှထင်တယ်လမ်းတစ်လျှောက်မှာတော့ဘူးမှမရှိပြန်တော့တော်တော်ကျွန်တော်စောင်းနှင်းဖြစ်တယ်နဲ့တူတယ်ဗျတော့နှင်းနေလေးကြာနေโอเคကျွန်တော်ဆိုင်နဲ့ဝင်လိုက်ကြရအောင်မကျွန်တော်ငယ်ချင်းဆိုင်နဲ့ဝင်လိုက်ကြရအောင် Welcome to your night shift at Shawarma ကျွန်တော်ညဘက်အလုပ်လုပ်တဲ့ကောင်လေးတွေဗျကျွန်တော်ညဘက်အလုပ်လုပ်ရမှာဒီဆိုင်မှာခေတ္တဆိုတော့ကျွန်တော်ရောက်ပြီဆိုဆိုင်ဖွင့်လိုက်တော့မယ်နော်Okay ဆိုင်ဖွင့်လိုက်တော့ရောက်လန့်လာဟာဒီကောင်ရုပ်ကိုလည်းကြည့်အောင်ဒီကောင်ရုပ်ကလည်းထိုက်ပါတော့CCTV ကြည့်လို့ရပြန်တော့ဒီမှာမကျွန်တော်ရုပ်ကလည်းမဲမဲကြီးပဲဖေတာတော့အနောက်နဲ့ရှိပါအနောက်နဲ့ရှိနှစ်ခုကြည့်လို့ရပါတယ်ထိုက်ပါ Okay ပါတော့ customer လာပြီ customer လာပါပြီ Okay အဲ့ကြောက်တယ်မ customer မပေါ်ဘူး what the customer မပေါ်ဘူးဖြစ်နေဒါမှလောက်ရမှာပဲ customer မပေါ်အဲ့တော့ customer မပေါ်တော့ကျွန်တော်တို့ကဘလူးလောက်ပြီးသွားဆိုပေါ်ပြီကျွန်တော်ပြောမလို့ရှိတယ် Okay မင်္ဂလာပါကျောင်းဆိုင်ဝန်ဆောင်မှုပြည့်ပေးပါအေးမင်း line မရှုံးနေလေကွာကြည့်အောင်ဒီကျောင်းဆိုင်ဝန်ဆောင်မှုပြည့်ပေးပါတယ်ဗျာရပါပြီကျေးဇူးတင်ပါတယ် I know you first up let my hungry တော့ဘိုက်စားနေရတယ်မင်းကဟိုလုံးနဲ့တော့ဟိုကဖြစ်တယ်ပေါ့ပြောတာမြင်နေပေါ့မင်းလက်ကန်နဲ့ကောင်းတယ်ပေါ့ Okay တကားပိတ်တော့စီလေးဖို့ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် customer တွေထပ်ဆောင်မနဲ့တူပါတယ်ကျွန်တော်ထပ်ဆောင်အောင်ခဏနေအောင် Okay လိုက် Hello မင်္ဂလာပါကျောင်းဆိုင်ဝန်ဆောင်မှုပြည့်ပေးပါလေဗျာ Okay မုံလုပ်ပေးလိုက်ငါတပည့်မုံလုပ်ပေးလိုက်ကျွန်တော်ဒီနေ့24ရက်နေနော်အပြင်းရက်ဆွဲနေလည်းမတူလောက်ပေးလိုက်လေကွာမင်းရလဲကျွန်တော် line ထစ်နေတယ်မြန်မာနိုင်ငံ line လည်းတော်တော်ကျန်းတာရအောင်မယ်ဗျခဏလေးစောင့်ပေးပါဒီရေကတိတာရဘလို့ပြန်ဖွနေရတော့ဟုတ်ပါဟာလောက်ပါဟာအော်လိုင်းရလဲကွာနေလို့မရတော့ဘူးခဏလေးစောင့်ဒီမှာ customer ရောက်နေပြီကျွန်တော်လမ်းဆုပ်မိဆက်ပြမဘလို့ကြီးတော့ဒီကောင်ရဘာလာလုံးနေအောင်ကြာလို့လားဘာကောင်ကြီးတော့လမ်းလိုက်တော့ what ဘာတိုင်းလဲချိပေါက်တိုင်းလားကcustomer လည်းပြန်သွားပြီဝါဘာကြီးလုံးဘယ်ထွက်လာတော့ဒီဘောထွက်လာတော့ရောင်ကြီးနောက်တော့ကြည့်အောင်အကောင်ဘယ်ဝင်လာလဲလက်တာတိုင်ရတယ်သူကဘယ်ဒီနောက်ကဝင်လာလားနောက်ကဝင်လာလဲရမနဲ့အပေါက်မရှိပါသူဘလို့ဝင်လာတော့ကားဖွင့်ရတန်းကြားနေရတယ်
ကျော်တရဲကဘလို့ဝင်လာလို့ဝင်လာမဲမသိဘူးကျွန်တော်တို့ဟိုအောင်ခိတာပိုင်လေ24ရက်နေ့ February အားတော့ဘာညာပေါ့ကျွန်တော်လည်းဖတ်တော့ဆိုဖတ်တော့ဆိုင်ပေးလိုက်မယ်ဟာရ customer ရှိရယ်ကျွန်တော်လည်းမမြင်ရဘူး customer ရှိရယ်ပြန်ဖွင့်အားရမေးနေကျွန်တော်မေးနေမင်းပိတ်လိုက်တော့ငါဘယ်လိုစားတော့မှလဲဘာညာနဲ့ sorry ကျွန်တော်မမြင်ရဘူး brother မမြင် brother ကိုပြောင်းနေတာဟဲ့ကိုပြောင်းနေရဆိုမှတေးလားမသိဘူးနော်ကိုပြောင်းနေလူယူဒီဘာတယ်လည်းမသိကြားနေရတယ်ညဒီမှာကြည့်ကိုပြောင်းနေရကိစ္စယူငါမှမမြင်ရတာCCTV တွေမှကြည့်ရမလားမသိဘူးထိုင်ပါတော့ဒါကျွန်ဒီနောက်ကိုကြည့်ကြအောင်မနော်ကျွန်တော်ရောင်းလိုက်တာအကောင်းကြီးပေါ်လာမှာ CCTV ထဲမှာကြည့်ကြည့်လိုက်အောင်ကြည့်ပြမရှိဘူး CCTV ထဲမှာလဲတော့နည်းနည်းဝါသလိုပဲနော် CCTV ကဟိုအလေးအကြောင်းကြီးcustomer တော့ပြောနေတာပဲဟေးမြင်ရမမြင်အောင် A visitor with a wide smile comes in. Silently hand him a can of soda. In return, he will give you a damp, wriggling bundle. Place it under the counter and never unwrap it. Rule 2. Every Friday, around 2 a.m., a driverless car will stop in front of the stand. This is an inspection. Exit through the back door and do not look toward the shawarma stand. If they notice you looking, you will definitely fail the inspection. Rule 3. If you notice the meat on the spit, pulse and moan. ရှေ့ကမိုက်ပုံးညိုလမ်းလိုက်တာကွာဘယ်တော့အတန်ထွက်တာလဲမသိဘူးနော်ဒီတက Listen to the sounds the meat makes. ဒီတကဘယ်အတန်ထွက်လို့ထွက်နေမှမသိဘူး customer လည်းမမြင်ရဘူးဝေး If a faceless man တော့ approaches, ငယ်ချင်းတယောက် just တည်းပဲ serve ရောင်း him. ရတယ် Under ဒီ no ကပိတ်စမ်းပါ circumstances ကွာ should you နား look လေး direct. အဲ့လိုတို့ဘာဖြစ်နေလဲမသိနော်တကယ်တကားပြန်မိတော့ဘူးမတကယ်မရှိဘူးအိုးရမေဘဒူးမှမရှိလူတွေရောင်းနေတာကျွန်တော်တကယ်ချင်းရော CCTV လည်းပြန်ကြည့်လို့မရတော့ဘူးလားဘလို့တော့အဲ့တော့လောကဒူးမှမရှိပါဘူးကွာဒူးမှမရှိတော့ဘလို့ဖြစ်နေရတော့โอเคတော့ပြန်ကြည့်ကြအောင်မယ်ခဏနေပါဦးရတော့တော်ပြောနေတယ် please ဘာဖြစ်လဲကွာဘယ်အဲ့ဒါတက်နေရလားဂိမ်းကလို့တော့ဂိမ်းကထုတ်တော့ဦးဗျာအဲ့ဒီဝင်ပြီးပြီလေလမ်းတော့ထွက်ရုံပဲလေအဲ့လေဘာလို့ဂိမ်းဒါဘာလဲမသိဘူးဂိမ်းကဘလို့ကြီးတော့ကျွန်တော် line ကြတယ်ကျွန်တော်ကောင်တော့ပြောနေတယ်မှာ line ကြတယ်မဟုတ်ဘူးဂိမ်းဘယ်အဲ့ဒါတက်နေတာ customer မှာအေးဂိမ်းကဘယ်အဲ့ဒါတက်နေလို့ထွက်လိုက်ပါလေဗျာပြီးကြမှာကျွန်တော်ဆက်စော့ပေးပါမယ်ခင်ဗျကျေးဇူးပေးတော့ကျေးဇူးအများကြီးတင်ပါ